I am bored. I am boring. Which one is correct? ငါပြင်းလိုက်တာလို့ပြောခြင်းဒီ sentence နှစ်ခုတည်းကဘယ်တစ်ခုကအမှန်လဲအဲ့တော့ဒီနေရာမှာ ed adjective ကိုသုံးရမှာလား ing adjective ကိုသုံးရမှာလားဆိုတာရွေးဖို့လိုလာပြီဒါဆိုရင် ed နဲ့ဆုံးတဲ့ adjective နဲ့ ing နဲ့ဆုံးတဲ့ adjective ဒီ adjective တွေကိုဘယ်လိုမျိုးရွေးပြီးတော့ပြောရမှာလဲကိုယ့်ရဲ့စိတ်ထဲမှာခံစားချက်ဖြစ်ပေါ်နေပြီဆိုရင်ဥမာကိုတကယ်ပြင်းနေပြီဒါမှမဟုတ်ကိုတကယ်အံ့ဩနေပြီကိုတကယ်စိတ်ဝင်စားနေပြီဆိုရင်တော့ဒါကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်ဖြစ်သွားပြီဒါဆိုလို့ရှိရင် ed နဲ့ပြောမယ်အပြင်ကပြင်းစရာကောင်းတဲ့အရာအပြင်ကစိတ်ဝင်စားစရာကောင်းတဲ့အရာအပြင်ကအံ့ဩစရာကောင်းနေတဲ့အရာတွေကိုကြာရင် ing နဲ့ပြောမယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအရာတွေကကိုယ်ကိုလာပြီးတော့မှပြင်းစေတာဖြစ်တယ်။အဲ့ဒါတွေကကိုယ်ကိုပြင်းစေလို့ကိုကပြင်းတယ်။အဲ့တော့ကိုယ်တကယ်ပြင်းပြီဆိုရင် ed adjective အပြင်ကပြင်းစရာကောင်းတယ်ဆိုတဲ့အရာကိုကြာရင် ing နဲ့ပြောမယ်။ For example, I am bored because the movie is boring. The movie is boring. ရှင်ကားကြီးကပြင်းစရာကောင်းလို့ကိုကပြင်းတယ်ဆိုတော့ I am bored. I am boring လို့ပြောလို့မရဘူး I am boring ဆိုလို့ရင်ဒါငါပြင်းစရာကြီးဆိုတာမျိုးကမရှိဘူးဒါပေမဲ့ကိုတော့ငါပြင်းစရာကြီး I am boring လို့ပြောလို့မရပြီမဲ့သူများကိုကြာရင်ပြောလို့ရတယ် He is boring or she is boring. That man is boring. အဲ့လိုပြောလို့ရတယ်ဘာကြောင့်လဲဆိုရင်ကိုကဒီလူတွေနဲ့တွေးလိုက်တဲ့အခါမှာကိုယ့်ကိုသူတို့ကပြင်းစေတယ်ဒါကြောင့်မလို့ဒီလူကပြင်းစရာကြီးဒါမှမဟုတ်ဒီကောင်မလေးကပြင်းစရာကြီးဆိုတော့ကိုတော့ပြင်းစရာကြီးပြောလို့မရဘူးသူများကိုပြင်းစရာကြီးပြောလို့ရတယ် My job is boring ငါအလုပ်ကပြင်းစရာကြီးကိုအလုပ်ကပြင်းစရာကောင်းတာကိုတကယ်စိတ်ထဲမှာပြင်းပြီကိုအလုပ်ကိုတကယ်ပြင်းပြီဆိုရင် I am bored with my job I am bored with my job ဒါဆိုတကယ်ပြင်းသွားပြီကိုစိတ်ထဲမှာတကယ်ကိုပြင်းမှုကိုခံစားနေရပြီဆိုရင် ed adjective ကိုသုံးလိုက်တယ် I am bored with my job ငါအလုပ်ကိုငါပြင်းတယ် This book is interesting ဒီစာအုပ်ကစိတ်ဝင်စားစရာတော့ကောင်းတာကိုတကယ်စိတ်ဝင်စားပြီးလုံးဝဒီစာအုပ်ထဲမှာစိတ်ဝင်စားသွားပြီဆိုရင် I am interested in this book I am interested in this book Julia thinks politics is interesting Julia ကနိုင်ငံရေးကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်တယ်နိုင်ငံရေးဆိုတာစိတ်ဝင်စားစရာကောင်းတယ်လို့ Julia ထင်တယ် Julia ကနိုင်ငံရေးကိုစိတ်ဝင်စားတယ်လို့အတိအကျပြောချင်ရင် Julia is interested in politics Julia is interested in politics Julia ကနိုင်ငံရေးကိုစိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့ခံစားချက်သူ့ရဲ့ရင်ထဲရောက်သွားပြီ ed adjective သုံးပေးရတယ် It was surprising that he passed the exam It was surprising that he passed the exam သူစာမှုပွဲအောင်သွားတာအံ့ဩစရာကြီးနော်သူစာမှုပွဲသူအောင်မယ်လို့မထင်ဘူးလေအောင်သွားတော့အမလီအံ့ဩဖို့ကောင်းလိုက်တာ It was surprising that he passed the exam ဟုတ်ပြီကိုတကယ်ကိုအံ့ဩသွားပြီကိုစိတ်ထဲမှာလုံးဝကို surprise ဖြစ်သွားပြီဆိုလို့ရှိရင် ed adjective တက်ဖော်ပြမယ် I was surprised that he passed the exam I was surprised that he passed the exam သူစာမှုပွဲအောင်သွားတာငါတကယ်ကိုအံ့ဩတယ် The movie was disappointing we expected to be better ရုပ်ရှင်ကားကြီးကစိတ်ပျက်စရာကြီးငါတို့ကောင်းမယ်လို့ထင်ထားတာအဲ့တော့ကောင်းမယ်လို့ထင်ထားတာစိတ်ပျက်စရာပဲကောင်းနေတယ်ကိုတကယ်စိတ်ပျက်ပြီဆိုရင်ကိုတကယ်ကိုစိတ်ပျက်မှုကိုခံစားရပြီဆိုလို့ရှိရင် We were disappointed with the movie because we expected to be better ကောင်းမယ်လို့ထင်ထားတာမကောင်းစိတ်ပြက်မှုကိုခံစားလိုက်ရပြီ။နော် ed adjective နဲ့ပြောတယ်။ဆိုတော့ဒီလောက်ဆိုလို့ရှိရင်တော့ဒါ ed adjective နဲ့ ing နဲ့စုံတဲ့ adjective တွေကိုခံစားမှုတွေကိုဖော်ပြတဲ့နေရာမှာသုံးသပ်သွားပြီလို့တော့ထင်တယ်။ Thank you for watching the video and let me know what kind of lesson you want me to make so that I can help you by creating useful and informative video for all of you. Thank you for watching. I'm going to see you in my next video.